ဆုံးတရားကအလိုတခုမောင်းသွားရင်မောင်နေတဲ့ညညမှာနေနေလို့ပါနဲ့တရားရှိတဲ့ခေအဒီအိမ်ကြီးထဲမှာကျုံဆုံးရတော့လို့ဘွားအော်အရင်မစမ်းချင်တာအပြတ်ဆုံးကလည်းမတွေ့နိုင်နဲ့ငိုစကားလည်းမတွေ့အရင်လည်းပါနေတော့အလွယ်လေးမပြတ်တော့အဖြစ်စင်တဲ့ချင်းမတွေ့နိုင်နဲ့အယောင်နဲ့ဆုံးရချစ်တွေ့အရင်လည်းမသွားနေတော့အစိတ်အတင်တာတော့ပြန်လည်ကြည့်ရရလွေပြောပါအလေးမနိုင်နဲ့လမ်းလျှောက်တော့အရင်လည်းမသွားနေတော့အလွယ်လေးမပြတ်တော့